Channel Plus ရဲ့ Movie Recap မှာပြန်လဲကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့2016ခုနှစ်ကထွက်ရှိခဲ့တဲ့ Train to Busan ရုပ်ရှင်ကားကြီးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဇလန်းအစအဆုံးပြောပြမှာမို့လို့စပွိုင်လာတွေပါဝင်နိုင်တဲ့အကြောင်းကြိုပြီးသတိပေးပါရစေခင်ဗျာ။ကားတစ်စီးကယောဂဘိုးထင်းချုပ်ရေးဆောင်စီမောင်းနှင်လာပြီးအဲ့ဒီမှာရှိတဲ့တာဝန်ရှိသူတွေကကားကိုချက်ချင်းပဲပိုးသက်ဆေးတွေလက်ဖြန်းကြတဲ့ကားတိုင်ပါကဘာတွေဖြစ်နေလို့လဲလို့မေးတော့ဝန်ထမ်းတယောက်ကဇီဝနေပညာရက်ကွက်ထဲမှာပိုးနေနဲ့ယိုစိမ့်မှုဖြစ်လို့ပါဒါပေမဲ့ပြဿနာအကြီးကျယ်တော့မရှိနိုင်ပါဘူးလို့ပြန်ဖြေတာပေါ့ကားတိုင်ပါကစမောင်းလာရင်မြည်လာတဲ့သူ့ဖုန်းကိုလမ်းယူမှာလမ်းပေါ်ကတခုခုကိုတိုက်မိသွားတယ်သူကားပေါ်ကဆင်းပြီးကြည့်လိုက်တော့သမင်တကောင်ဖြစ်နေတာကိုတွေ့ရတယ်သူကားမှာပိန်သွားတာနှိမ်သွားတာမရှိတာကိုစစ်ဆေးပြီးရဲ့နောက်သမင်ကိုလမ်းပေါ်မှာပဲပစ်ထားခဲ့ပြီးထွက်ခွာသွားခဲ့တယ်အဲ့ဒီအချိန်မှာပဲတေးသွားပြီးထင်အဲ့ဒီဒရိစံကြီးကဇွန်ဘီဖြစ်အသက်ပြန်ရှင်လာတော့တာပေါ့တစ်ဖက်မှာတော့စော့ဝူကအလုပ်ထဲမှာဖောက်တီတယောက်နဲ့ဖုန်းပြောရင်းစရော့ရှယ်ရအချို့အယောင်းဝယ်ကိစ္စကိုဆွေးနွေးနေတယ်သူကကွန်ပျူတာမှာရေကန်တစ်ခုရဲ့ကငားတွေအကြောင်းရင်းမရှိပဲအစုလိုက်အပြုံလိုက်တေဆုံးနေတဲ့သတင်းတွေကိုဖတ်နေတော့သူ့လက်ထောက်ဝင်လာတယ်စော့ဝူကအဲ့ဒီကုမ္ပဏီရဲ့ရှယ်ယာတွေအကုန်လုံးကိုချက်ချင်းပြန်ရောင်းပစ်ဖို့သူ့လက်ထောက်ကိုအမိန့်ပေးလိုက်တယ်နောက်တော့သူကားပါကင်မှာကားရိုက်ရင်သူ့သမီးလေးစုအန်ရဲ့ကိစ္စနဲ့ပတ်သက်ပြီးလမ်းခွဲထားတဲ့ဇနီးဟောင်းနဲ့ဖုန်းထဲမှာညှင်းခုန်နေကြပြန်ရောသမီးလေးကနောက်နေ့သူ့မွေးနေ့မှာဘူဆန်မှာရှိတဲ့အမေစီကိုတွားလဲကျင်နေတာဒါပေမဲ့စော့ဝူကသမီးကိုတယောက်တည်းမလွတ်ချင်ဘူးသူအိမ်ပြန်ရောက်တော့သူ့အမေကတကားဖွင့်ပေးတယ်သမီးဖြစ်သူရဲ့အခန်းထဲကိုဝင်သွားတဲ့အခါသမီးလေးကသူ့အမေနဲ့ဖုန်းပြောရင်းယထာတယောက်တည်းစီးပြီးလာခဲ့မယ်လို့ပြောနေတာကိုတွေးလိုက်ရတယ်သမီးလေးကအဖေဝင်လာတာကိုမြင်တော့ဖုန်းချပစ်လိုက်တာပေါ့စော့ဝူကစူအန်ဘေးမှာဝင်ထိုင်ပြီးအလုပ်တွေနည်းနည်းပါသွားအောင်တစ်ပတ်လောက်စောင့်ဖို့နဲ့အဲ့ဒီကြမှာဘူဆန်ကိုသူကိုယ်တိုင်လိုက်ဖို့ပေးမယ်လို့ပြောတယ်ပြီးတော့မွေးနေ့လက်ဆောင်ကိုစောပြီးပေးလိုက်တာပေါ့သမီးလေးကဖွင့်ကြည့်လိုက်ပေမဲ့အဲ့ဒီလက်ဆောင်ကပြီးခဲ့တဲ့တစ်ခေါက်ကသူဝယ်ပေးဖို့တဲ့ပစ္စည်းဟောင်းကြီးထက်ဖြစ်နေပြန်ရောသူကသမီးကိုသမီးတခြားပါလို့ချင်သေးလဲလို့မေးတော့သမီးလေးကသမီးမေမေစီပဲသွားချင်တယ်လို့ပြန်ပြောတယ်စူအန်ကအဖေရဲ့အချိန်တွေကိုမဖြုံးတီးချင်လို့တယောက်တည်းပဲသွားမယ်လို့ဆိုပြောနေတော့ပါပဲညကြတော့စော့ဝူနဲ့သူ့အမေတို့သမီးလေးအကြောင်းစကားပြောကြတယ်အမေဖြစ်သူကဘူဆန်ကိုသွားရင်ဇနီးဖြစ်သူနဲ့တေးသေးချာချာရင်ဖွင့်ပြီးစကားပြောဖို့တိုက်တွန်းနေစော့ဝူကအခုကသူ့အလုပ်အတွက်အရန်ရေးကြီးတဲ့အချိန်ကာလမို့လို့ပါလို့စင်ချေပေးပေမဲ့သူ့အမေကဒါကစူအန်ဘဝအတွက်လည်းအရန်ရေးကြီးတဲ့အချိန်ကာလပဲလို့ပြန်ပြောပြီးစော့ဝူမလာခဲ့တဲ့သမီးလေးရဲ့အကြောင်းပွဲတော်ကဖြော်ဖြေပွဲဗီဒီယိုမှတ်တမ်းပါတဲ့ကင်မရာကိုပေးခဲ့တယ်စော့ဝူကအဲ့ဒီဗီဒီယိုကိုပြန်ကြည့်ပြီးသမီးလေးဘလောက်တောင်စိတ်တန်ရာရနေလဲဆိုတာမြင်သွားတဲ့အတွက်ဘူဆန်ကိုလိုက်ပို့ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်မနက်ခင်းကားမောင်းလာတဲ့လမ်းမှာသူကသမီးလေးကိုចောင်းပွဲတော်အကြောင်းပြောရင်းဘဝတင်ခန်းစာတွေပေးဖို့စူးစမ်းနေတော့လမ်းပေါ်မှာလူနာတင်ကားတစ်စီးကိုတိုက်မိမလို့ဖြစ်သွားခဲ့သေးတယ်။သူတို့ကားရက်ပြီးကြည့်လိုက်တဲ့အခါမိသက်ကားတွေနဲ့ရဲကားတွေအများကြီးအလောတကြီးမောင်းသွားတာကိုတွေ့ရတယ်။အဲ့ဒီအချိန်မှာသမီးလေးကကောင်းကင်ကနေပြာတွေဝဲကျလာတာကိုသတိထားမိသွားပြီးဝေးဝေးမှာမိတွေအကြီးကျယ်လောင်နေတာကိုလည်းကားမှန်ရဲ့အရေးထဲမှာလမ်းမြင်လိုက်ရတယ်။ဘူဆန်ကိုသွားမဲ့ယထာဘူတာယုံမှာတော့ယထာကထွက်ခွာဖို့အစင်သင့်ဖြစ်နေပြီးယထာမောင်းသူကသူ့အခန်းထဲဝင်သွားတယ်လို့ယထာဝန်ထမ်းတွေလည်းအတီးတီးပြင်ဆင်နေကြတယ်ဘေ့စ်ဘောအသင်းရဲ့နီးပြကအားလုံးကိုနေရာမှာငိမ့်ငိမ့်ထိုင်ဖို့ပြောနေတော့သူ့အသင်းရဲ့ချီယာခေါင်းဆောင်ကောင်မလေးဝင်လာပြီးအော်ဟစ်အားပေးတာပေါ့အဖွားကိုအင်ဂီကလည်းသူ့ညီမဂျွန်ဂီကိုပြုတ်ထားတဲ့ကြက်ဥတစ်လုံးလှမ်းကျွေးနေတဲ့အချိန်မှာပဲစော့ဝူနဲ့သူ့သမီးတို့ယထာဘော်ကိုတက်လာခဲ့ကြတယ်သူကအလုပ်စီဖုန်းဆက်ပြီးနေ့လယ်စာမတိုင်ခင်ပြန်လာခဲ့မယ်လို့လမ်းပြောလိုက်သေးတယ်ယထာကြီးစပြီးထွက်ခွာခါနီးမှာပဲတန်ရာရထားတဲ့ကောင်မလေးတယောက်ကယထာဘော်ကိုအတင်းပြေးတက်လာခဲ့တယ်။အဲ့ဒီအချိန်မှာပဲသမီးလေးစုအန်ကဘူတာယုံဝန်ထမ်းတယောက်ကိုလူတယောက်ကအတင်းကိုက်ခဲပြီးတိုက်ခိုက်နေတာကိုပြတင်းပေါက်ကနေလှမ်းမြင်လိုက်ရတဲ့ယထာဘော်ပြေးတက်လာတဲ့ကောင်မလေးရဲ့ခြေထောက်မှာတော့အကိုက်ခံထားရတဲ့တန်ရာကြီးပါလာခဲ့ပြီးခီးဒီတယောက်ဖြစ်တဲ့ရန်စွတ်ကယထာဝန်ထမ်းတယောက်ကိုထူးဆန်းတဲ့လူတယောက်ယထာဘော်ခိုးတက်လာပြီးအင်တာထဲမှာအကြာကြီးပုံနေတယ်လို့သွားတိုင်နဲ့စုအန်ကလည်းစူးစမ်းအင်းစိမ့်နဲ့ဘာဖြစ်နေလဲသွားကြည့်ရဲ့အခါအဲ့ဒီအိမ်သားတွေကလူကအားလုံးတေကုန်ကြပြီးလို့တွတ်အော်ပြောနေတာကိုကြားရတယ်ဒါပေမဲ့ယထာဝန်ထမ်းကသူပြောတာကိုနားမလဲပဲအိမ်သားတွေကနေထွက်လာဖို့ပဲဖြောင်းဖြနေတာပေါ့တစ်ဖက်မှာတော့အကိုက်ခံထားရတဲ့ကောင်မလေးကယထာရဲတွေကြားရှောက်သွားရင်လဲကျသွားပေမဲ့ဘယ်သူမှသတိမထားမိကြဘူးစူအန်ကအိမ်သားသွားခြင်းလို့ရှောက်လာရင်းနဲ့သူ့ဇနီးအတွက်အိမ်သားတကားဆောင်ပေးနေတဲ့လူထွားကြီးဆန်ဟွာနဲ့တိုးရဲဆန်ဟွာကသူ့မောက်ကိုနောက်တွဲကအိမ်သားကိုသွားသုံးဖို့ပြောလိုက်တာပေါ့အဲ့ဒီအချိန်မှာပဲအမျိုးသမီးယထာဝန်ထမ်းတယောက်ကခုနကလဲကျသွားတဲ့ကောင်မလေးအကျော်ဆွဲပြီးတုံရင်နေတာကိုရှာတွေ့သွားပြီးဆေးဘက်ဆိုင်ရာအကူအညီကိုချက်ချင်းလမ်းခေါ်တော့တယ်စော့ဝူကတော့ဖုန်းမြည်တန်းကြောင့်နိုးလာပြီးမှသမီးလေးပြောက်နေတာကိုတတိထားမိသွားတယ်ဖုန်းထဲကသူ့လက်ထောက်ကတိုင်းပြည်အနှံ့မှာတခုခုအကြီးအကျယ်ဖြစ်ပျက်နေပြီလို့လမ်းပြောတဲ့သူလည်းဖုန်းချပြီးသမီးကိုလိုက်ရှာဖို့ထွက်လာခဲ့တဲ့ယထာရဲကခရီးတွေကတော့ TV သတင်းထဲမှာနိုင်ငံတော်ဝန်ရုံးရင်းဆန်ခတ်ဖြစ်ပျက်နေတဲ့ကမောက်ကမအခြေအနေတွေကိုစိုးရိမ်တကြီးကြည့်နေကြတာပေါ့အမျိုးသမီးယထာဝန်ထမ်းကသူ့အထက်လူကြီးကိုဖုန်းနဲ့အသေးအတန်လမ်းခေါ်နေတော့မှပဲအကိုက်ခံထားရတဲ့ကောင်မလေးကဇွန်ဘီဖြစ်လုံးဝပြီးအောင်လဲသွားပြီးထရက်လိုက်ပါတော့တယ်သူမဖုံးမကင်လို့ဆိုပြီးယထာရဲကောင်းဆောင်ကဒီဘက်တွဲကိုပြေးလာစုအန်ကလည်းအင်သားတစ်ခုတည်းကိုဝင်သွားတဲ့အချိန်မှာပဲဇွန်ဘီမလေးကအမျိုးသမီးဝန်ထမ်းရဲ့ကြောပေါ်ကိုခုန်တက်ပြီး
အတင်းကြိုက်ခဲ့ပါလေရောသူတို့နှစ်ယောက်လုံးယထာရဲကိုလုံးထွေးပြီးဝင်လာတော့ခီးသည်တွေအကုန်လန့်ဖြတ်ကုန်ကြတာပေါ့ပြီးတော့ baseball အတင်းသားတွေပါထပ်ပြီးအတိုက်ခိုက်ခံရပြီးအကိုက်ခံရတဲ့ဝန်ထမ်းပါစုံပြီးထပ်ဖြစ်သွားတယ်ယထာရဲတစ်ခုလုံးငရဲပွက်တလို့ဖြစ်သွားပြီးဝန်ထမ်းကောင်းဆောင်ကနောက်တွဲကလူတွေကိုအမြန်ထွက်ပြေးကြလို့အော်ပြောတော့တယ်အဲ့ဒီအချိန်မှာစော့ဝူကသူ့သမီးကိုလိုက်ရှာနေတော့အခြားယထာရဲမှာတခုခုထူးဆန်းနေတာကိုတတိထားမိသွားတယ်ဆိုအန်လဲအော်တန်တွေကိုကြားလိုက်ရတဲ့လူတွေကသူတို့ဘေးကနေအတင်းတိုးဝှေ့ထွက်ပြေးကြပြီးစော့ဝူကတော့ဝန်ထမ်းကောင်းဆောင်ကြီးဇုံဘီဝန်ထမ်းမလေးရဲ့ကြိုက်တာကိုခံလိုက်ရပြီးချက်ချင်းပဲဇုံဘီဖြစ်ပြောင်းလဲသွားတာကိုမျက်မြင်ကိုယ်တွေ့မြင်လိုက်ရတယ်ဆိုအန်ကသူ့ဖေရဲ့အနောက်မှာပေါ်လာတော့စော့ဝူကသမီးကိုကောက်ချီပြီးအနောက်ကနေလိုက်လာတဲ့ဇုံဘီတောင်ကြီးတစ်ဖွဲ့လူအုပ်ကြီးဘေးကနေအသေးအတန်ထွက်ပြေးတော့တာပေါ့ဆန်ဟွာကလည်းတခုခုဖြစ်နေတာကိုရိပ်မိသွားပြီးကိုဝင်ဆောင်ဇနီးသည်စွန်းချောင်းကိုအမြန်သွားဖို့ပြောတယ်သူတို့ရှေ့တင်အမျိုးသမီးတယောက်စုံပြီးအကြိုက်ခံလိုက်ရလို့စွန်းချောင်းရဲ့တောင်းဆိုမှုကြောင့်ဆန်ဟွာကသွားကူညီဖို့လုပ်ပေမဲ့သူပါတိုက်ခိုက်ခံရတဲ့စော့ဝူကနောက်တတွဲတဲကိုပြေးဝင်သွားပြီးဆန်ဟွာကတော့ဇွန်ဘီကိုအိမ်သားထဲထည့်ပိတ်ထားလိုက်နိုင်တဲ့သူကသူ့ဇနီးကိုပြေးဖို့အော်ပြောပေမဲ့မကြခင်မှာပဲတခြားဇွန်ဘီတွေအများကြီးထက်ရောက်လာပြန်ရောကျန်တဲ့လူတွေကတော့ TV ကြည့်နေတုန်းတခြားရဲကလူတွေအလောတကြီးပြေးဝင်လာတာကိုမြင်လိုက်ရတဲ့စော့ဝူကတကားကိုအမြန်ဆွဲပိတ်လိုက်တာစွန်းချောင်းရဲ့မျက်နှာနဲ့ကက်လျက်တင်ပိတ်မိသွားခဲ့တဲ့ဆန်ဟွာကလည်းဇွန်ဘီတွေကိုအတင်းတွန်းလှန်တိုက်ခိုက်ပြီးသူ့ဇနီးရှိတဲ့တွဲတဲကိုဝင်လာနိုင်ခဲ့ကဇွန်ဘီတွေအထဲမဝင်နိုင်အောင်တကားကိုအမြန်ပိတ်လိုက်ရတယ်စော့ဝူကဇွန်ဘီတွေကတကားကိုဘလို့ဖွင့်ရမလဲမသိတာကိုတတိထားမိသွားပြီးဆန်ဟွာကိုတကားကိုလွတ်လိုက်ဖို့ပြောတယ်ပြီးတော့သူတို့ကလူတွေကိုမြင်ရင်တိုက်ခိုက်တတ်တာကိုသိသွားလို့စွန်းချောင်းကတကားမှန်ကိုရေဆိုးတရှူးတွေနဲ့လိုက်ကပ်ပစ်လိုက်တာကြောင့်ဇွန်ဘီတွေငြိမ်ချသွားတာပေါ့ရဟမောင်းသူကနောက်ဖူတာမှာမရက်တော့မဲ့အကြောင်းကြေညာချက်ထုတ်ပြန်တော့ရန်စွတ်ကအင်နာကွန်ဖုန်းကနေတဆင့်ရထားပေါ်မှာဘာတွေဖြစ်နေလဲသိရလားလို့လှမ်းမေးတယ်ရထားမောင်းသူကဒါကကိုကဲရေးစင်နာကလာတဲ့အမိန့်မို့လို့ပါလို့ပြန်ပြောတယ်အဲ့ဒီအချိန်မှာစော့ဝူစီကိုသူ့အမေကစိတ်ပူလို့ဖုန်းဆက်လာပြီးသမီးလေးကိုတေးသေးချာချာစောင့်ရှောက်ဖို့ပြောရင်းနဲ့တင်ဖုန်းထဲမှာတင်ဇွန်ဘီအဖြစ်ပြောင်းလဲသွားရှာတယ်စော့ဝူကဘာဖြစ်သွားလဲဆိုတာသိလိုက်ပေမဲ့သမီးလေးကိုတော့မပြောပြခဲ့ဘူးရထားကအရှိန်လျှော့လိုက်တဲ့အချိန်မှာသူ့ဖြတ်တန်းသွားတဲ့ဘူတာယုံကလူတွေကပြတင်းပေါက်တွေကိုအတင်းလာထူပြီးကဲရာဦးလို့တောင်းပန်နေကြတုန်းဇွန်ဘီတွေရဲ့အကြိုက်ခံအစားခံနေရတာကိုမြင်တွေ့လိုက်ရတဲ့အစိုးရရဲ့လူထုကြေညာချက်ထဲမှာတော့မြို့ကြီးတော်များများမှာအကြမ်းဖက်ဆန္ဒပြမှုတွေဖြစ်ပွားနေပြီးလူသေဆုံးမှုတွေများပြားနေတဲ့အကြောင်းအစိုးရအနေနဲ့နယ်မြေတော်များများကိုပိတ်ဆို့ထားကြောင်းပြောကြားသွားတဲ့ရထားပေါ်ကလူတွေကဆိုရှယ်မီဒီယာပေါ်ကလူတွေအတိုက်ခိုက်ခံနေရတဲ့ဗီဒီယိုတွေကိုကြည့်ပြီးထိတ်လန့်နေကြရာပေါ့အစိုးရကအရေးပေါ်အခြေအနေကြေညာထားပြီးသတင်းမားတွေကိုမယုံကြဖို့အိမ်ထဲမှာပဲအေးအေးဆေးဆေးနေကြဖို့နဲ့ပြည်သူတွေရဲ့လုံခြုံရေးကစိုးရိမ်စရာမရှိကြောင်းမျိုးတွေမိလောင်ပြင်ဖြစ်နေတဲ့အချိန်မှာတင်လိန်ညာကြေညာနေတော့တာပဲရထားပေါ်ကလူတွေကတကားတွေကိုပိတ်ဆို့ထားပြီးစန့်ကျင်ဘက်အရက်ကိုရှေ့ပြောင်းနေကြတယ်စူအန်ကအဖေကိုမေမေဖုန်းကဆက်လို့မရဘူးလို့ပြောလို့စော့ဝူကသမီးကိုထိုင်ခိုင်းပြီးဖုန်းထက်ဆက်ဖို့စူးစမ်းတယ်အဖွားကိုအင်ဂီကသူ့ညီမဂျုံဂီကိုဘေးမှာထိုင်ခိုင်းဖို့လုပ်တဲ့အခါသမီးလေးစူအန်ကအင်ဂီကိုသူမရဲ့ထိုင်ခုံကိုဖယ်ပေးလိုက်တဲ့ဆန်ဟွာကဒါကိုမြင်တော့ခုနကသူတို့မျက်နှာရှေ့တင်တကားပိတ်ခဲ့တဲ့စော့ဝူကိုကြည့်ပြီးစိတ်တူနေတော့မဲစော့ဝူကသမီးကိုဒီလိုအခြေအနေမျိုးမှာကိုကိုပဲအရင်ကြည့်ရတယ်သူတပားကိုသွားငဲ့မနေနဲ့ဆိုပြီးတကိုကောင်းဆန်ဖို့စူပူလိုက်တာပေါ့ရထားမောင်းသူကရထားကိုလုံခြုံရေးယူပေးဖို့စစ်တပ်တွေချထားတဲ့ဘူတာယုံတစ်ခုမှာရက်တော့မဲ့အကြောင်းထပ်မံကြေညာတဲ့စော့ဝူကရန်စွတ်ဖုံးပြောနေတာကိုမတော်တဆကြားလိုက်ရတယ်ဘယ်မျိုးတွေကိုဝင်လို့ရလဲလိုက်မင်းနေတာဖြစ်ပြီးသူတို့ရက်မဲ့မျိုးကအဲ့ဒီစီရင်ထဲမှာမပါဘူးဒါနဲ့သူကသမီးကိုဒီမှာပဲနေခဲ့ဖို့ပြောပြီးဖုံးဆက်ဖို့နောက်တွဲကိုထွက်လာခဲ့တဲ့ဆန်ဟွာကစူအန်ကိုအဖေเจ้าမေးတဲ့အခါဖမ်းမှန်နေကြပါလို့ပြောတော့လူတွေရဲ့တွေးဆုပ်ဖောက်စားတဲ့လူပေါ့လိုကဲရဲ့လိုက်တဲ့သမီးလေးကလည်းဟုတ်တယ်လို့ထောက်ခံတော့ဆန်ဟွာဇနီးကခလေးကိုမုံကြွေးပြီးလေထုကိုရှော့ချလိုက်ရတယ်ပြီးတော့ဘိုက်ထဲကခလေးကိုနှုတ်ဆက်ခိုင်းပြီးဘိုက်ကိုကင်ခိုင်းတဲ့အခါခလေးကန်တာကိုစူအန်လေးခံစားလိုက်ရတယ်တစ်ဖက်မှာစော့ဝူကသူတီးတဲ့အရာရှိတယောက်စီဖုန်းဆက်ပြီးသူတို့ရက်မဲ့ဘူတာအကြောင်းမေးတဲ့အခါအဲ့ဒီလူကရောက်တာနဲ့ခီးဒီအားလုံးကိုတီးတန့်ခွဲထုတ်ပြီး quarantine စနစ်ရှယ်ဝင်ခိုင်းလိုက်မယ်လို့ပြောတဲ့စော့ဝူကသူ့သမီးပါလာလို့အကူညီတောင်းတော့အဲ့ဒီအရာရှိကဗဟိုရင်ပြင်ကိုမသွားနဲ့ရှေ့ဘက်ရင်ပြင်ကိုသွားငါလူတွေကိုပြောထားပေးမယ်လို့လမ်းညွှန်လိုက်တဲ့စော့ဝူကအဲ့ဒီတွဲထဲမှာပုံနေတဲ့လမ်းဘေးလေလွင်သမားကြီးကိုလည်းတွေ့လိုက်ရသေးတယ်နောက်တော့ရထားကစစ်တပ်တွေစောင့်ရရမယ့်ဘူတာကိုရောက်လာပေမဲ့လမ်းမှာဘယ်သူမှရှိမနေဘူးရန်စွတ်ကအရင်ဆုံးအတင်းတိုးထွက်သွားပြီးကျန်တဲ့လူတွေလည်းအနောက်ကလိုက်သွားကြတယ်စော့ဝူနဲ့သူ့သမီးလည်းပါတာပေါ့ဘေ့စ်ဘောအတင်းကကျန်တဲ့ကောင်လေးတွေလည်းတုတ်တွေကင်ပြီးရထားပေါ်ကဆင်းလာကြတယ်ရထားဝန်ထမ်းတယောက်ကရထားမောင်းသူကိုခေါ်ပြီးဇွန်ဘီတွဲကိုသွားပြနေတော့ရန်စွတ်နဲ့တိုးရဲ့ရန်စွတ်ကအခုဘူဆန်မဲလမ်းပွင့်တော့တာဇွန်ဘီတွဲကိုဖြုတ်ပစ်ခဲ့ပြီးဘူဆန်ကိုတန်းမောင်းရအောင်လို့ပြောပေမဲ့တွဲကိုဖြုတ်လို့မရဘူးရထားမောင်းသူကဘူဆန်ကိုတန်းမောင်းဖို့သဘောတူပေမဲ့ခီးတွေကိုရထားပေါ်အရင်ပြန်ခေါ်ချင်နေတာအဲ့ဒီအချိန်မှာခီးတွေကလူသူကင်းမဲ့နေတဲ့ဘူတာယုံနဲ့ရှောက်လာကြတဲ့စော့ဝူကစူအန်ကိုခေါ်ပြီးအရှိဘက်ရင်ပြင်ကိုသွားဖို့လမ်းခွဲထွက်လာခဲ့တယ်လမ်းဘေးလေလွင်သမားကြီးကစော့ဝူဖုံးပြောတာကိုကြားခဲ့လို့အနောက်ကနေတကောက်ကောက်လိုက်လာတာပေါ့စူအန်ကတခြားလူတွေကိုပါလမ်းပြောချင်ပေမဲ့အဖေကပေးမပြောလို့ဝမ်းနဲ့နေရှာတယ်ကျန်တဲ့ခီးတွေဆက်လေကားကနေဆင်းသွားတဲ့အချိန်မှာဆန်ဟွာကဘူတာယုံကြီးထူးဆန်းနေတာကိုရိပ်မိသွားတယ်အဲ့ဒီအချိန်မှာပဲစော့ဝူတို့ရက်နေတဲ့စင်ကြံလန်းအစုံမှာလူတယောက်ပေါ်လာလို့
လမ်းဘေးလေလွင့်သမားကြီးကထွက်ပြေးပြီးစော့ဝူကလည်းစူအန်ကိုဒီမှာပဲနေခဲ့ဖို့ပြောကအနောက်ကလိုက်သွားခဲ့တယ်ခရီးတွေဆက်လေကားအောက်ခြေရောက်တဲ့အခါမှာတော့စစ်သားတွေအကုန်လုံးဇုံဘီဖြစ်ပြောင်းလဲနေတာကိုထိတ်လန့်ဖွယ်တွေ့လိုက်ရပြီးဇုံဘီစစ်တပ်ကြီးကခရီးတွေကိုအတင်းဝင်တိုက်ခိုက်တော့တာပဲစံဟွာကအခြေအနေကိုအချိန်မီမြင်လိုက်လို့သူ့ဇနီးကိုလေကားပေါ်ပြန်ခေါ်ပြီးထွက်ပြေးတဲ့စောဝူစီကိုခုနကအရာရှိကဖုန်းဆက်လာပြီးငါလူတွေနဲ့ဆက်သွယ်လို့မရတော့ဘူးလို့ပြောနေအောင်မှာပဲစင်ကြန်လန်းကစစ်သားဇုံဘီတကောင်ကအဲ့ဒီအရာရှိကိုကိုက်တက်ပစ်လိုက်တဲ့လမ်းဘေးလေလွင်သမားကြီးကချော်လဲသွားပြီးဇုံဘီတွေများကြထက်ရောက်လာတာကိုမြင်တော့စော့ဝူကစူအန်စီကိုပြန်ပြေးလာခဲ့တယ်။စူအန်လေးစုံပြီးကြိုက်ခံရခါနီးမှာပဲစန်ဟွာကအချိန်မီကယ်လိုက်နိုင်ပြီးစွန်းချောင်းကကလေးကိုခေါ်ပြီးအတူတူထွက်ပြေးကြတယ်။ဘေ့စ်ဘောအတင်းသားတွေကတကားနားမှာစောင့်နေပြီးသူတို့အထဲရောက်တာနဲ့တကားပိတ်လိုက်ကြတဲ့စော့ဝူကသူ့အပေါ်တက်ခွနေတဲ့ဇုံဘီကိုအသေးအတန်တွန်းလှန်နေတော့လမ်းဘေးလေလွင်သမားကြီးကကူညီပေးပြီးတကားစီပြေးကြတဲ့စန်ဟွာကဒါကိုမြင်ပြီးတကားကိုဖွင့်ပေးထားကစော့ဝူဝင်လာတဲ့အထိစောင့်ပေးတယ်။သူတို့အားလုံးတကားကိုအတူတူပြန်ပိတ်ဖို့စူးစမ်းနေကြရတယ်။စွန်းချောင်းတို့ယထာနာရောက်ခါနီးမှာတင်တခြားခီးတွေဇုံဘီအုပ်ကြီးရဲ့ကြိုက်တက်တာကိုခံနေရတာကိုမြင်လိုက်ရတယ်။လေကားပေါ်ကနေလူတွေပြေးဆင်းလာပြီးတခြားအာဘက်ကနေယထာဘော်ဝင်ကြတယ်အဲ့ဒီအချိန်မှာပဲဘူတာယုံကဇုံဘီအုပ်ကြီးကမှန်တွေကိုခွဲပြီးယထာဘော်ကိုပြုတ်ကျလာကြပါလေရောဇုံဘီတကောင်ကဂျုံကြီးအပေါ်ပြုတ်ကျလာပေမဲ့ကန်ကောင်းမှုတန်ရာတွေနဲ့မို့လို့သူမစီမရောက်လာနိုင်ဘူးစွန်းချောင်းနဲ့စူအန်တို့ကအဖွားကိုအင်ဂျီကိုခေါ်ပြီးစန့်ကျင်ဘက်တွဲစီထွက်ပြေးကြတယ်ဂျုံကြီးကိုတော့ယထာဝန်ထမ်းနဲ့ချီယာမလေးတို့ကအချိန်မီကယ်ပြီးယထာဘော်ခေါ်သွားနိုင်ခဲ့တယ်ဇုံဘီတွေကယထာကိုဝိုင်းထားလို့ရန်စွတ်ကငါတို့အသက်ရှင်ခြင်းရင်အခုချက်ချင်းထွက်မရမယ်လို့ဝန်ထမ်းကိုအတင်းပြောတယ်ချီယာမလေးကသူ့သူငယ်ချင်းတွေကြံသေးလို့မသွားဖို့တားပေမဲ့ဝန်ထမ်းကယထာမောင်းသူကိုဖုန်းဆက်ပြီးအခုချက်ချင်းမောင်းဖို့ပြောလိုက်တဲ့အောက်ထပ်မှာတော့စန်ဟွာတို့တကားကိုပိတ်နိုင်ခဲ့ပေမဲ့ဇုံဘီတွေကမှန်တွေကိုခွဲပြီးအတင်းဝင်လာလို့သူတို့ပြေးကြရပြန်တဲ့ယထာကြီးစာပြီးရစ်နေတာကိုမြင်လို့အမြန်ပြေးကြပေမဲ့လေကားအောက်ခြေမှာတင်ဘေ့စ်ဘောကစားသမား2ယောက်ဇုံဘီဖမ်းခံလိုက်ရတယ်နောက်ဆုံးတစ်ယောက်ကကြောက်ပြီးကြောင်ရက်နေတာကိုစော့ဝူကအတင်းဆွဲခေါ်ပြီးယထာဘော်ရောက်အောင်ပို့ပေးလိုက်တဲ့ဆန်ဟွာကအနောက်မှာကြံခဲ့လို့စော့ဝူကလက်လန်းပေးပေမဲ့ဆန်ဟွာကဒုံးနဲ့တိုင်းကိုယူပြီးစုံဘီတွေကိုအရင်ကာဝယ်တိုက်ခိုက်ပေးခဲ့လို့နောက်ဆုံးမှာယထာဘော်ရောက်လာနိုင်ခဲ့တယ်ယထာမောင်းသူကကိုကေရေးစင်နာကိုဖုန်းဆက်ပြီးဘူဆန်ကိုသွားမဲ့လမ်းပွင့်ရလားလို့မေးတော့အဲ့ဒီအတိုင်းဆက်မောင်းဖို့နဲ့ဘူတာယုံနဲ့အဆက်အသွယ်ရရင်ပြန်ပြောမယ်လို့အကြောင်းပြန်နေစွန်းချောင်းတို့ကတော့ဇုံဘီတွဲနှစ်ခုကြားမှာညက်နေပြီးအင်တာတကားပွင့်နေတာကိုမြင်လို့အားလုံးအထဲကိုဝင်ပုန်းကြတယ်ဇုံဘီတွေကအပြင်ကနေအတင်းတွန်းနေလို့တကားကိုမနေထိန်ထားရတာပေါ့ယထာရဲ့တခြားတစ်ဖက်မှာတော့လူတွေကအမှန်တကားတွေကိုအဝတ်တွေနဲ့လိုက်ဖုံးနေကြတော့ယထာမောင်းသူကဘူဆန်ကိုတန်းမောင်းတော့မဲ့အကြောင်းကြအင်ညာတဲ့ချီယာမလေးစီကိုနောက်ဆုံးကြံခဲ့တဲ့ဘေ့စ်ဘောကောင်လေးဖုန်းဆက်လာပြီးဘသူမှမလွတ်တော့ဘူးငါတယောက်ပဲကြံခဲ့ရတောင်းပန်ပါတယ်လို့ငိုပြီးပြောတယ်အဲ့ဒီအချိန်မှာစော့ဝူကသမီးလေးစီဖုန်းဆက်ဖို့စူးစမ်းနေတော့ဆန်ဟာဖုန်းထဲကနေသူ့သမီးလေးစကားပြောတန်ကိုကြားလိုက်ရတယ်သမီးလေးကသမီးတို့အမှတ်10 3တွဲကအိမ်သားထဲမှာပိတ်မိနေတယ်လို့လမ်းပြောတာပေါ့ဘေ့စ်ဘောကောင်လေးကကြံတဲ့လူတွေကအမှတ်10 5တွဲမှာရှိနေတယ်လို့ပြောပြတယ်ယောက်ျား3ယောက်ကလူတွေကိုတွားခဲ့ဖို့ပြင်ဆင်ကြတဲ့ဆန်ဟွာကဗျူဟာချပြီးသူကအရှိဆုံးကနေတိုက်မဲ့ကောင်လေးကအလဲကစော့ဝူကအနောက်ကနေလိုက်ဖို့ပြင်ကြတယ်သူတို့ကယထာလုံခေါင်းထဲဝင်မဲ့အချိန်ကိုစောင့်တာပေါ့လုံခေါင်းထဲရောက်တာနဲ့ဇုံဘီတွေကသူတို့ကိုမြင်ပြီးအတင်းတိုက်ခိုက်ကြပေမဲ့3ယောက်သာအပြင်းထန်ပြန်ချကြတယ်ဆန်ဟွာကလက်ပလာနဲ့တင်ဇုံဘီတွေကိုထိုးကျိတ်တက်ပစ်ပြီးစော့ဝူကလည်းဘေးကနေကူညီပေးတဲ့ကောင်လေးကလည်းသူ့ဝစ်ဘော်ဒုံနဲ့အစွမ်းပြလို့သူတို့3ယောက်ကတားမနိုင်စီမရအဖွဲကြဖြစ်လာတာပေါ့ဒါပေမဲ့နောက်တစ်တွဲမှာတော့ဇုံဘီဖြစ်နေတဲ့သူတို့အတင်းသားဘေ့စ်ဘောကစားသမားတွေဖြစ်နေလို့ကောင်လေးကမရရဲပဲကြောင်ရက်နေခဲ့တယ်ဆန်ဟွာကကောင်လေးကိုဖယ်ပြီးဇုံဘီတွေကိုအတင်းတွန်းထားရတယ်လို့စော့ဝူကလည်းတုတ်တချောင်းကောက်ပြီးအတူတူခုခံပေးပေမဲ့ဇုံဘီတွေကအရန်များလုံးလို့ရှေ့ဆက်မတိုးနိုင်ပဲပိတ်မိနေကြတယ်အဲ့ဒီအချိန်မှာပဲနောက်ထပ်လုံခေါင်းတစ်ခုတည်းကိုထပ်ဝင်သွားလို့အမောင်ထဲမှာဇုံဘီတွေကထူးဆန်းစွာငြိမ်ကျသွားတာကိုစော့ဝူတတိထားမိသွားတယ်စော့ဝူကဒုံးနဲ့အတန်ပြူလိုက်တော့ဇုံဘီတွေကအတန်လာရာကိုပဲလိုက်ကြည့်နေကြလို့သူတို့တွေအသာလေးလွတ်မြောက်သွားနိုင်ခဲ့တယ်လုံခေါင်းလေးကထွက်ခါနီးမှတင်သူတို့တကားတစ်ခုကိုဖျက်ကျော်နိုင်ခဲ့ပြီးဇုံဘီတွေကအနောက်ကနေအတင်းလိုက်လာပြန်ရောသူတို့တွေကြမှာနားနေတော့စော့ဝူကဖုန်းကိုအာယုံလွဲတဲ့ပစ္စည်းအဖြစ်သုံးဖို့အကြံရသွားတယ်ယထာလုံခေါင်းထဲထပ်ဝင်ပြီးအမအောင်ကျသွားတဲ့အချိန်မှာသူ့အထဲကိုဝင်လာပြီးစော့ဝူကဆန်ဟွာဖုန်းကိုတွဲရဲ့အနောက်ဘက်စီလမ်းပစ်လိုက်ကအဲ့ဒီဖုန်းစီကိုလမ်းခေါ်လိုက်တဲ့ဇုံဘီတွေအကုန်လုံးဖုန်းတန်လာရာစီစုပြုံသွားကြလို့သူတို့တွေတစ်ချက်မှတိုက်ခိုက်เสียမလို့ပဲအသာလေးဖြတ်ကျော်သွားနိုင်ခဲ့တယ်သူတို့အိမ်သာစီရောက်သွားတဲ့အခါအားလုံးဝမ်းသာအားရဆုံတွေ့ကြရတာပေါ့ဘေ့စ်ဘောကောင်လေးကနောက်ထပ်အိမ်သာတစ်ခုကိုထပ်ရှာတွေ့ပြီးလုံခေါင်းထဲဝင်တဲ့အချိန်မှာလူတွေကိုအပြင်းထုတ်ပြီးအမှတ်15တွဲကသူ့ချီယာမလေးစီမစိတ်ကြလမ်းပို့ခိုင်းတဲ့ချီယာမလေးကသူမချစ်သူအသက်ရှင်လျက်ရောက်လာတော့မယ်ဆိုလို့ဝမ်းသာအားရနဲ့တခြားလူတွေကိုပြောပြပေမဲ့ရန်စွတ်ကတော့သူတို့တွေပိုးကူးဆက်လာတာဖြစ်နိုင်တယ်ဆိုပြီးအထဲပေးမဝင်ဖို့ကန့်ကတ်တော့ရဲ့ကြံတဲ့လူတွေကလည်းသူ့စကားကိုထောက်ခံကြတာပေါ့ကောင်မလေးကယထာဝန်ထမ်းကိုကူညီဖို့တောင်းပန်ပေမဲ့ဝန်ထမ်းကလည်းရန်စွတ်ဘက်ကပဲပါသွားခဲ့တယ်လုံခေါင်းထဲရောက်တာနဲ့လူတွေအိမ်သားတွေကထွက်လာကြပေမဲ့တွဲတွေကဇုံဘီတွေကိုဘယ်လိုဖျက်ရမလဲစဉ်းစားကြရပြန်တယ်
အားလုံးကပေါ်ကအိတ်တင်တဲ့စင်တွေပေါ်ကနေတရွတ်တိုက်သွားကြပြီးစော့ဝူကဇွန်ဘီတွေကိုအာယုံလွဲပေးလို့အောက်ကိုဆင်းပြီးနောက်တွဲစီရှေ့နိုင်ခဲ့ကြတယ်ဒါပေမဲ့လမ်းဘေးလေလွင်သမားကြီးကခလုတ်တိုက်လဲကျသွားလို့စော့ဝူကသွားထူပေးရသေးတယ်အဲ့ဒီအချိန်မှာတင်လုံခေါင်းထဲကထွက်သွားလို့သူတို့နှစ်ယောက်တွဲထဲမှာတင်ပိတ်မိနေခဲ့တယ်စော့ဝူကအချိန်တွက်ပြီးပြေးဖို့ပြင်ပေမဲ့လမ်းဘေးလေလွင်သမားကြီးကအချိုရီဘူးကိုသွားနေမိလို့အတန်ကြောင့်ဇွန်ဘီတွေအတင်းလိုက်လာတော့ပဲသူတို့တကားစီရောက်အောင်ပြေးနိုင်ခဲ့ပေမဲ့ဇွန်ဘီတကောင်ကတကားကြားညစ်နေလို့ဆန်ဟွာကအတင်းတွန်းထားရတယ်ဘေ့စ်ဘောကောင်လေးကတစ်ဖက်တွဲကသူ့ချစ်သူကိုတကားဖွင့်ပေးဖို့အော်ပြောရမဲ့အမတ်15တွဲကလူတွေကတကားကိုကြိုးတွေနဲ့အတင်းချီပြီးပိတ်ထားကြတာဗျာစော့ဝူကဆန်ဟွာကိုသွားကူတွန်းပေးနေရတယ်လို့ကောင်လေးကလည်းဟိုဘက်တကားကိုအတင်းရိုက်ခွဲနေရတယ်အဲ့ဒီအချိန်မှာပဲဇွန်ဘီတကောင်ကဆန်ဟွာလက်ကိုအတင်းကိုက်ပစ်လိုက်ပါလေရောသူတို့တွေတကားကိုရိုက်ခွဲနိုင်ခဲ့လို့ဘေ့စ်ဘောကောင်လေးကဝင်ဖို့စူးစမ်းပေမဲ့ရန်စွတ်နဲ့တခြားယောက်ျားတွေကအထဲကနေအတင်းပြန်နှုံးထားကြတယ်ဂျွန်ကီနဲ့ချီယာမလေးတို့ကတကားဖွင့်ပေးဖို့အထဲကနေအသေးအတန်လိုက်ဆွဲကြတာပေါ့စွန်းချောင်းကသူ့လင်ယောက်ျားစီသွားဖို့လုပ်ပေမဲ့ဆန်ဟွာကဒီနားမလာနဲ့သူ့ကိုခေါ်ပြီးအခုချက်ချင်းထွက်သွားတော့ငါမောနေပြီလို့စော့ဝူကိုလမ်းအော်ပြောပြီးသူ့ဇနီးကိုစောင့်ရှောက်ပေးဖို့မာရန်ချွေခဲ့တဲ့စော့ဝူကလည်းစိတ်မကောင်းပါဘူးလို့ပြောပြီးတကားကျိုးပြက်သွားတဲ့အတွက်ဆန်ဟွာကိုထားခဲ့ပြီးထွက်လာခဲ့ရတော့တယ်ဆန်ဟွာကတော့နောက်ဆုံးချိန်ထိဇွန်ဘီတွေကိုအတင်းလုံးထွေးပြီးခုခံပေးခဲ့ရှာတယ်ကျန်တဲ့လူတွေတကားဖွင့်ပြီးအထဲဝင်လာနိုင်ခဲ့ကြတဲ့စော့ဝူကသူ့သမီးနဲ့စွန်းချောင်းကိုဆွဲခေါ်လာပေမဲ့အဖွားကိုအင်ကြီးကိုတော့အချိန်မကယ်နိုင်ခဲ့ရထားခဲ့လိုက်ရတယ်သူအထဲရောက်တာနဲ့ရန်စွတ်ကိုကောင်းဆုပ်လို့ဆဲပြီးအတင်းထိုးကြိတ်တော့တာပေါ့ရန်စွတ်ကလည်းမရှုံးပဲဒီကောင်လေးပိုးကူးလာပြီးလို့အော်ဆဲလို့ယထာဝန်ထမ်းကသူတို့ကိုယထာရဲရဲ့အပြင်ဘက်စင်ကြံလန်းထဲထွက်သွားဖို့မောင်းထုတ်တယ်အမှတ်15တွဲကလူတွေအကုန်လုံးကလည်းထွက်သွားကြလို့ဝိုင်းအော်ကြတာပေါ့လမ်းဘေးလေလွင်သမားကြီးကအရင်ဆုံးထိုးအသွားတယ်လို့ချီယာမလေးကလည်းဒီလိုလူမဆန်တဲ့လူတွေနဲ့တူတူမနေချင်ဘူးဆိုပြီးသူ့ဘေ့စ်ဘောကောင်လေးနဲ့တူလိုက်ထွက်သွားခဲ့တယ်စွန်းချောင်းနဲ့စူအန်တို့လည်းထွက်သွားကြပြီးစော့ဝူလည်းအနောက်ကလိုက်သွားခဲ့ရတယ်အထဲကလူတွေကသူတို့ကိုအပြင်မှာတင်တကားပိတ်ပြီးတော့ခတ်ပစ်လိုက်ကြတာပေါ့အဲ့ဒီအချိန်မှာဂျွန်ကီကတကားတစ်ဖက်မှာဇုံဘီဖြစ်နေတဲ့သူ့အမအင်ကြီးကိုမြင်သွားပြီးစိတ်မကောင်းဖြစ်ကဘယ်သူမှမတားနိုင်ခင်မှာတင်တကားကိုဆွဲဖွင့်ပေးလိုက်ပါလေရောအဲ့ဒီတော့အမတ်15တွဲကလူမဆန်တဲ့လူအုပ်ကြီးတစ်တွဲလုံးဇုံဘီတွေရဲ့ကြိုက်တက်ခြင်းကိုကန်ဆိုးစွာခံလိုက်ရတော့တယ်ယထာမောင်းသူကဘူဆန်ရဲ့အခြေအနေကိုလမ်းမေးပေမဲ့ဘာအကြောင်းပြန်မှမရဘူးမြို့ရဲမှာတော့မီးတွေလောင်နေတာကိုမြင်နေရပြီးစော့ဝူကသမီးလေးကိုဖတ်ပြီးသမီးမွေးနေ့မှာအမေစီရောက်အောင်ပို့ပေးမယ်လို့ကတိပေးတယ်။အဲဒီနောက်စော့ဝူစီကိုသူ့လက်ထောက်ကငိုပြီးဖုန်းဆက်လာတယ်ဘူဆန်ကတခြားမြို့တွေထက်ကာကွယ်ရေးအကောင်းဆုံးပဲဖြစ်ကြောင်းနဲ့တကယ်တော့ဒီ bias ပိုးကသူတို့ထိန်းချုပ်ပေးခဲ့တဲ့ကုမ္ပဏီတစ်ခုကနေစတင်ပြန့်ပွားခဲ့တာပါလို့ဝန်ခံပြီးဖုန်းချသွားခဲ့တယ်။အဲ့ဒီအချိန်မှာပဲလမ်းပေါ်မှာအဟန့်တားတစ်ခုရှိနေလို့ယထာကရုတ်တရက်ဘရိတ်အုပ်ပြီးရက်သွားခဲ့တဲ့ယထာမောင်းသူကဘူဆန်ကိုသွားဖို့တခြားယထာတစီထက်ရှာပေးမယ်လို့ခီးတွေကိုကြေညာချက်ထုတ်ပြန်လိုက်တဲ့တကယ်တော့ရန်စွတ်နဲ့ယထာဝန်တန်းကခုနကဇုံဘီတိုက်ခိုက်မှုကနေအင်တာထဲပုံပြီးအသက်ရှင်ကြံရစ်ခဲ့ကြတာဗျာယထာမောင်းသူကပထမဆုံးတွေ့တဲ့ယထာကိုသွားစစ်ပေမဲ့ဇုံဘီတွေပြည့်နေလို့နောက်တစီထက်ရှာဖို့ထွက်သွားခဲ့တဲ့စော့ဝူကလည်းငါတို့ဘူဆန်ကိုသွားမဲ့လမ်းရှာမရမယ်လို့ပြောပြီးအားလုံးထွက်လာခဲ့ကြတယ်ယထာမောင်းသူကအင်ဂျင်နိုးလို့ရတဲ့ယထာလို့တစီကိုရှာတွေ့ပြီးလမ်းကြောင်းပေါ်မောင်းထွက်ဖို့ပြင်တဲ့တစ်ဖက်မှာတော့ရန်စွတ်နဲ့ဝန်တန်းတို့ကအင်တာထဲမှာပိတ်မိနေတော့ရန်စွတ်ကမင်းအရင်သွားလို့ပြောပြီးဝန်တန်းကိုစုံဘီတွေထဲတွန်းချကသူတယောက်တည်းလွတ်အောင်ပြေးတော့တာပဲအဲ့ဒီအချိန်မှာပဲမိလောင်နေတဲ့ယထာရဲကြီးတတွဲကသူတို့ရှိတဲ့ဘက်ကိုပြုတ်ကျလာပြီးစော့ဝူတို့အဖွဲ့ကိုလူစုခွဲပစ်လိုက်တယ်လို့ဖြစ်သွားခဲ့တယ်ဘေ့စ်ဘောကောင်လေးကချီယာမလေးကိုကယ်ပြီးယထာရဲတစ်ခုတည်းဝင်ပြေးတုံးတကားကိုအတင်းဖို့အင်းဖို့စူးစမ်းနေတာကိုရန်စွတ်ကရောက်လာပြီးကောင်မလေးကိုစုံဘီတွေထဲတွန်းချပစ်ခဲ့ပြန်တဲ့ကောင်လေးကစုံဘီကိုအတင်းချတက်ပြီးကောင်မလေးကိုပွေ့ချီထားပေမဲ့ကောင်မလေးကသူ့ရင်ခွင်ထဲမှာတင်စုံဘီပြောင်းသွားပြီးသူ့ကိုပြန်ကိုက်တက်ပစ်လိုက်တော့တယ်စူအန်ကလဲကျနေတဲ့အဖေစော့ဝူကိုနှိုးတယ်သူတို့နှစ်ယောက်နဲ့စွန်းချောင်းလမ်းဘေးလေလွင်သမားကြီးတို့ကပြိုကျပျက်စီးနေတဲ့ယထာရဲအောက်မှာပိတ်မိနေကြတာရန်စွတ်ကတော့မောင်းထွက်နေတဲ့ယထာစီအတင်းပြေးနေတော့ယထာမောင်းသူကကူညီဖို့ဆင်းလာတာကိုအဲ့ဒီဂျေဇုရှင်ကြီးကိုပါစုံဘီလေးပစ်ထားခဲ့ပြီးယထာပေါ်တယောက်တည်းတပြေးပြန်ရောယထာရဲကြီးကထပ်ပြီးပြိုကျလာတဲ့အချိန်မှာစော့ဝူကထွက်ပေါက်တစ်ခုရှာတွေ့သွားပြီးတခြားလူတွေကိုဆွဲထုတ်ဖို့လှုပ်တုံးပေါက်ကပိတ်ဆို့သွားခဲ့တဲ့စုံဘီတွေကမှန်တွေကိုခွဲပြီးအတင်းဝင်လာတော့လမ်းဘေးလေလွင်သမားကြီးကမိန်းကလေးတွေကိုမကိုက်မိအောင်သူ့ကိုခန္ဓာနဲ့အတင်းကာကွယ်ပိတ်ဆို့ပေးခဲ့ရှာတယ်။စော့ဝူကပေါက်ကိုပြန်ဖွင့်ပြီးစွန်းချောင်းနဲ့သမီးကိုဆွဲထုတ်နိုင်ခဲ့ပေမဲ့လေလွင်သမားကြီးကတော့အထဲမှာတင်ကြံရစ်ပြီးအသက်ဆွန့်သွားခဲ့ရတယ်။သူတို့၃ယောက်သားဆုံးဘီအုပ်ကြီးဘေးကနေမောင်းထွက်နေတဲ့ယထာနောက်ကိုအသေးအတန်ပြေးလိုက်ကြရတယ်။ဘူတာယုံကဇုံဘီတွေအကုန်လုံးကလည်းယထာနောက်ကိုအုပ်စုလိုက်ပြေးလိုက်လာပြီးတယောက်ပေါ်တယောက်ထပ်ပြီးယထာနောက်မှာတွဲလောင်းကြီးပါလာကြတာပေါ့။သူတို့၃ယောက်ယထာပေါ်ရောက်အောင်တက်နိုင်ခဲ့ပေမဲ့ဇုံဘီတွေကလည်းယထာနောက်မှာကပ်ပါလာလို့စော့ဝူကကန်ချပစ်လိုက်ရသေးတယ်ပြီးတော့သူတို့၃ယောက်ယထာမောင်းသူကိုသွားရှာတဲ့အခါမောင်းနှင်ခန်းထဲမှာဇုံဘီတဝက်ဖြစ်နေတဲ့ရန်စွတ်ကိုတွေ့လိုက်ရတယ်ရန်စွတ်ကတကားကိုဖွင့်လာပြီးစော့ဝူကမင်းပိုးကူးနေပြီလို့ပြောနေတော့မှပဲရန်စွတ်ကဇုံဘီဖြစ်လုံးဝပြောင်းလဲသွားပြီးသူတို့ကိုအတင်းဝင်ကြိုက်တော့တာပဲစော့ဝူကအသေးအတန်ပြန်ချတော့စွန်းချောင်းကကူညီပေးပေမဲ့စော့ဝူလက်ကိုရန်စွတ်ကကြိုက်ပစ်လိုက်နိုင်ခဲ့တယ်စော့ဝူကအားဆိုင်ပြီးရန်စွတ်ကိုယထာဘော်ကနေလမ်းပစ်ချလိုက်နိုင်ခဲ့တာပေါ့
သူ့ကိုယ်သူအကြိုက်ခံလိုက်ရမှန်းသိသွားတဲ့စော့ဦးကဇုံဘီမဖြစ်ခင်မှာသမီးလေးနဲ့စုံချောင်းကိုမောင်းနှင်ခန်းတဲ့အတင်းထည့်ပြီးဘရိတ်ဘလို့အုပ်ရမလဲဆိုတာတင်ပေးခဲ့တဲ့စော့ဦးကသမီးလေးကိုစုံချောင်းနဲ့အတူအနေရကင်းတဲ့ဘူးဆန်အထိရောက်အောင်သွားပါလို့မာရန်ချွေတဲ့သမီးလေးကငိုပြီးအဖေကိုအတင်းဖက်ထားပေမဲ့သူဇုံဘီမပြောင်းခင်မှာတင်သမီးရဲ့လက်ကိုအတင်းယုံထွက်ပြီးအပြင်ကိုထွက်လာခဲ့တဲ့သမီးလေးကတော့အနောက်မှာကြံခဲ့ပြီးအဖေကိုအော်ဟစ်ငိုယိုပြီးလမ်းခေါ်နေရှာတာပေါ့စော့ဦးတယောက်ဇုံဘီအဖြစ်ပြောင်းလဲနေတဲ့အချိန်မှာပဲသမီးလေးစုအံမွေးဖွားခဲ့တဲ့နေ့ရက်လေးကိုပြန်လည်အမှတ်ရပြီးပျော်ရွှင်စွာနဲ့ပဲရထားပေါ်ကနေခုန်ချပြီးအဆုံးစီရင်သွားခဲ့ပါတော့တယ်။နောက်ဆုံးမှာတော့စုံချောင်းနဲ့စုအံတို့လမ်းပေါ်မှာအဟန့်တားတွေရှိနေလို့ရထားကိုရက်ပြီးလမ်းလျှောက်ထွက်ခဲ့ကြရတယ်။သူတို့တွေအလောင်းနေနဲ့ပျက်စီးမှုတွေကြားထဲကနေမှောင်မင်းနေတဲ့လုံခေါင်းတစ်ခုရဲ့ကိုလမ်းလျှောက်ဝင်လာခဲ့ကြတာပေါ့။လုံခေါင်းရဲ့တစ်ဖက်မှာတော့စစ်တပ်တွေကစောင့်နေပြီးစနိုက်ပါသမားကသူတို့ကိုတင်းနဲ့ချိန်ထားတယ်ပိုးကူးနေတဲ့လူလားအသက်ရှင်ကြံရစ်သူလားမခွဲခြားနိုင်လို့ပြစ်တက်ဖို့အမိန့်ကျလာတဲ့အချိန်မှာပဲသမီးလေးစုအံကသူမရဲ့အဖေမလာခဲ့ဘူးတဲ့ចောင်းပွဲတော်ကတချင်းလေးကိုငိုရင်းနဲ့အော်ဆိုလိုက်ပါလေရောအဲ့ဒီတချင်းတန်ကိုကြားတော့မှစစ်သားတွေကအသက်ရှင်ကြံရစ်သူတွေလာနေပြီးလို့တည်သွားပြီးသူတို့ကိုကယ်ဆယ်ဖို့ထွက်လာကြရင်းနဲ့ပဲဒီဒီထိတ်ရင်ဖို့ရုပ်ရှင်ကားကြီးပြီးဆုံးသွားကြပါတယ်ဗျာအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေကိုလည်းမလွတ်အောင် Subscribe လုပ်ပြီးခေါင်းလောင်းလေးကိုနှိပ်ထားပေးပါဦးပြီးတော့ဒီ channel လေးကိုကူညီတဲ့အနေနဲ့ like လေးလည်းပေးခဲ့ကြပါဦးနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်